တောနဲ့အလယ်မှာတယောက်ထဲကြံခဲ့တဲ့စစ်သားတယောက်သူ့အသက်ကိုကယ်နိုင်မဲ့သူကမိုင်းထောင်းကြီးအကွာက drone pilot တယောက်ပဲ Special Operations Team အဖွဲ့ဟာ Southeast Asia တောနယ်ဒေသထက်ကို High Risk Rescue Mission တစ်ခုနဲ့ဝင်ရောက်လာပါတယ်။ဒီ mission ထဲမှာအတွေ့အကြုံနဲ့တဲ့ Sergeant Kinney လည်းပါဝင်နေပါတယ်။ Ace ဘိုအထက်တော့ US မှာထိုင်ပြီး unmanned drone ကိုထိန်းချုပ်နေတဲ့ pilot တယောက်ရှိပါတယ်။အစပိုင်းမှာတော့အရာအားလုံးပုံမှန်လိုပဲထင်ရပါတယ်။ဒါပေမဲ့ရုတ်တရက် enemy ambush ခံလိုက်ရပြီး team အများစုလဲကျသွားပါတယ်။နောက်ဆုံးမှာ Rookie Soldier တယောက်တည်းသာအသက်ရှင်ကျန်ရပါတယ်။သူ့လက်ထဲမှာ radio တစ်လုံးနဲ့သေနတ်တစ်လက်ပဲရှိပါတယ်။ drone pilot ကအဝေးကနေ thermal camera နဲ့ enemy movement တွေကိုကြည့်ပြီး strike support ပေးရင်လမ်းညွှန်နေပါတယ်။ screen တစ်ဖက်မှာ joystick ကိုင်းထားတဲ့ pilot တစ်ဖက်မှာတော့အသက်လူပြီးပြေးနေရတဲ့ soldier ဒီစကားက modern warfare ရဲ့အမှန်တရားကိုပြသထားပါတယ်။ Extraction helicopter မရောက်ခင် NRG enemy တပ်ဖွဲ့နဲ့နောက်ဆုံးတိုက်ပွဲကြီးဖြစ်လာပါတယ်။ပောက်ကွဲတန်ဒီကြားမှာသူ့အသက်ကခလုတ်တစ်ခုတည်းပေါ်ပဲမူတည်နေပါတယ်။ drone pilot တယောက်ရဲ့ဆုံးဖြတ်ချက်တစ်ခုကိုပဲယုံကြည်ပြီးသူအသက်ရှင်ဖို့စောင့်မျှော်နေရပါတယ် drone pilot ရဲ့တိကျတဲ့ပစ်ခတ်ပေးမှုကြောင့်မြေပြင်ပေါ်မှာပိတ်မိနေတဲ့စားချက်ခင်ကြီးဟာထွက်ပေါက်တစ်ခုရခဲ့ပါတယ်။ screen တစ်ဖက်ကလူတစ်ယောက်ရဲ့ဆုံးဖြတ်ချက်ဟာတစ်ဖက်မှာတော့လူတစ်ယောက်ရဲ့ကန့်ကြမ္မာဖြစ်နိုင်ပါတယ်။ Modern drone warfare ရဲ့စွမ်းဆောင်ရည်နဲ့အတူဒီမြေကနေ Sergeant Kinney တယောက်အသက်ရှင်ထွက်နေမလား။ဒါမှမဟုတ်ဒီ mission ဟာသူ့အတွက်နောက်ဆုံးဖြစ်သွားမလား။ပြောချင်တာတစ်ခုပဲစစ်ဆိုတာ screen ပေါ်က game မဟုတ်ဘူး။